မိုးကုတ်မြို့ကနေအနောက်မြောက်ဘက်ကိုတနင်္လာလောက်ကားမောင်းသွားလိုက်ရင်ရေခဲတယ်လို့နာမည်ကျော်လာတဲ့ဘားနက်ကိုရောက်မှာပါ။ဘားနက်ကိုသွားတဲ့လမ်းမှာဆိုရင်ခဏနာရင်အပန်းဖြေလို့ရတဲ့နေရာလေးတစ်ခုကိုတွေ့ရပါလိမ့်မယ်။ပြောင်ကောင်းဒေသရဲ့အစဒါမှမဟုတ်ဘားနက်ဒေသရဲ့အစလို့လည်းဆိုနိုင်ပါတယ်။ဒီနေရာကိုတော့လေပေါက်လို့ခေါ်ကြပြီးနေရာကလည်းတောင်မြင့်ပေါ်မှာရှိလို့မိုးကုတ်မြင်ကွင်းကျဲရှုခင်းကိုတွေ့ကြရမှာပါဒီနားလေးမမလေးခင်ဗျားတို့တက်လာတဲ့တောင်တက်လန်တောက်ဆောင်မှာဒီနားလေးမမအဲ့လိုအမဲရောင်ကြောက်တုံးကြီးအများကြီးရှိနေရယ်ပြီးတော့ဒီလမ်းကပေါ့နော်အဲ့ကြောက်တုံးကြီးကြားထဲကနေဖြတ်ပြီးတော့ဖောက်ထားတာအဲ့တော့ရှိုလိုမျိုးဖြစ်နေတော့ဒါလေအဝင်ထွက်ကဒီနားလေးမှာနည်းနည်းလေးပိုများတယ်ပေါ့အဲ့တော့ဒါကြောင့်ဒီနေရာကိုလေပေါက်လို့ခေါ်ကြတယ်ပေါ့လေအဲ့တော့ဒီနေရာ view လည်းအရင်လှတယ်အဲ့ဒါပြင်ကိုဒီလေပေါက်ဘေးမှာဇေရီသေးသေးလေးတွေတည်ထားတဲ့ဒီကြောက်ဆောင်ကြီးလည်းရှိတယ်အဲ့တော့အပြစ်တို့တွေကြုံနှုံကြုံခိုက်ဒီကြောက်တောင်ပေါ်တက်ပြီးတော့ဒီနီးတစ်ဝိုက်လှတွေခန်းစားရင်းနဲ့ဇေရီလေးကိုဖူးရလေပေါက်ကနေမိနစ်အနည်းငယ်လောက်ဆက်သွားလိုက်ရင်တော့လီဆူရွာလေးကိုရောက်ပါမယ်။ပြီးရင်တော့မိုးကုတ်ဒေသရဲ့နမေကျော်နေရာတစ်ခုဖြစ်တဲ့ဘားနက်ကိုရောက်သွားမှာပါ။ဘားနက်မှာရေခဲတာကိုလာကြည့်ကြတဲ့ခီးသွားတွေကတော့မနက်အာရုံမတက်ခင်မှာဘားနက်ဘက်ကိုတက်လာကြပြီးတချို့ကတော့ဘားနက်နဲ့အနီးဆုံးမလင်တောင်ရွာမှာညအိတ်တဲခုပြီးမှဘားနက်ကိုလာကြပါတယ်။အိမ်မြတ်တို့ကတော့မလင်တောင်မှာတညအိတ်ပြီးမှမနက်6 နာရီလောက်မှဘားနက်ကိုလာခဲ့ကြတာပါကဲဘားနက်ရောက်ပြီအကျတို့တဲနေမလင်ကြောင်ငါးပါးတီလာကြောင်နေဆိုရင်က9မိနစ်လောက်ပဲမောင်းရတာအမြတ်တို့တွေပြင်းဆင်နေကြတဲ့အချိန်မှာတွေလေမိုးကုတ်ဘက်ကနေထင်တယ်ဆင်းလာတဲ့ကားတွေအများကြီးပဲရေခဲတာလာကြည့်ကြတာဒါပေမဲ့ခါတိုင်းနေ့တွေလောက်ရေမခဲဘူးရေမခဲနေဘူးမမလေးတော့တွေ့ရမှန်းနဲ့တူတယ်ဒီနေ့အပူချိန်က1လောက်ရှိတယ်တဲ့0လောက်ရောက်မှခဲတာ1 degree လေးပဲကျန်တော့တာလို့ဒီမှာကဲသွားရအောင်ဒီမှာကားတွေအတန်းလိုက်ကြီးပဲဒီမှာလာလဲတဲ့ခီးသွားတွေရဲ့ရေခဲလာကြည့်တဲ့သူတွေရဲ့ပေါ့ကားတွေအများကြီးပဲပြီးတော့ဒီနေ့ကဘာနဲ့ဈေးနေ့ဆိုတော့ရေခဲလဲကြည့်မယ်ရေမခဲလဲဈေးလဲကြမယ်သွားရအောင်ကဲဒါကတော့အဝင်ဝအမြတ်တို့ရောက်တာကကားရက်တဲ့အဝင်ဝဆိုတော့ဒီမှာဧည့်သည်များလိုက်နာရန်တဲ့အမိုင်းမပြေးရချယ်ရီပန်းခက်လေးမခူးရယူမသွားရတဲ့ပန်းလေးတွေအပင်ပေါ်မှာပဲလှရလေနော်ပြီးစစ်တင်ကြိုင်အမြတ်တို့စစ်တင်ကြိုင်လည်းရအောင်ပါစစ်တင်ကြိုင်ရှိတဲ့ကပီးကြောက်တိုက်များနဲ့လက်လက်တိုက်ရှိရှေးအောင်ဆောက်များပေါ့တဲ့မထိုင်ရမထိရမဖြက်စီးရတဲ့အပေါ်တက်ထိုင်လို့လည်းမရဘူးရှောက်ကင်လို့လည်းမရဘူးဖြက်စီးရဘူးဖြက်စီးရဆိုတဲ့ထက်မှာ correction band တွေနဲ့ရောက်ပြီးတို့ဘယ်နေ့တို့ရေးတာကြီးလဲမလုပ်ပါနဲ့တဲ့ကဲစီကန်းချက်လည်းဖတ်ပြီးဆိုတော့ထဲဝင်ရအောင်ဘာဒီလာရောက်လာလဲမသိအန်တီဒါပါလဲဟာဒါပါလဲ茴香嘞，ဟမ်茴香，ခွေရှမ်း茴香，အဲ့ဒါပါလဲဟင်းချက်စားရတာလား啊，ဟင်းချက်စားရတာလား哎，ဩအခုဈေးမှာသွားရောက်မှာပေါ့哎，用来，ဘယ်ကလာလဲ啦，变旭东，ဟမ်旭东，旭东，ရွှေတောင် 我不讲，我哎，对啦，我不讲，主要没表达。 လုတ်ပါ 几在文艺计划？什么？他文艺我帮你翻译的了。啊，ဘာဘယ်ရွာလဲ तू က贪心。ထန်စင်ဆွဲရွာ要么要的要钱。အော်ကိုရိုင်းစိုက်တာလားကိုရိုင်းစိုက်တာလားဒါဘာခေါ်လဲ都有南边。အော်တရုတ်နန်နန်အသက်ဘယ်လောက်ရှိပြီလဲ得叫嘛？你几岁了？ 60多了， 60岁。60多了， 60တရုတ်လိုပဲပြောရလားတရုတ်လိုပဲ这个是你自己在那个。哎，我自己在呢，古代晒它。ကိုရိုင်းစိုက်တာဟာကိုရိုင်းစိုက်ပြီးကိုရိုင်းလာရောက်လာတဲ့60ကျော်နေပြီသွားရည်လည်းကြည့်တော့ဒါပေမဲ့တန်မသွားလာနေတော့မှသွားရတရုတ်နန်နန်နေဒီနေ့ကမိုးနေနေအုပ်နေလို့ရေမခဲပါဘူးတဲ့ဒါပေမဲ့အပင်လေးတွေမျက်ခြောက်တွေပေါ်မှာတင်နေတဲ့နှင်းဖက်လေးတွေကြောင့်ဖွေးဖွေးစွတ်နေတဲ့မြင်ကွင်းကိုတော့မြင်တွေ့ခွင့်ရမှာပါ
အဲ့မြက်လှမ်းကြည့်လိုက်တာအော်မြက်6တေလို့ထင်တာဟုတ်ဘူးအဲ့မြက်ပေတွေမှာဖြူဖွေးနေတဲ့နေရာရှိရအဲ့ဖြူဖွေးနေတဲ့နေရာတွေအကုန်လုံးကရေခဲမွမွလေးတင်နေရဟာဒီမှာအများကြီးပဲရေခဲဟိုအပြင်လိုက်အချက်လိုက်ပြားလိုက်တော့မခဲသေးဘူး။ तू က3ညလောက်ရောက်မှစခဲမှာဆိုတော့လေ3ညကနေအနှုတ်ဘက်ရောက်သွားမှအဲ့လိုရေခဲကအချက်လိုက်ရေခဲတာတဲ့။ဒါပေမဲ့ဒီပေါ်မှာအကုန်လုံးဖြူဖွေးနေရလှတယ်။မောင်ဘယ်လာကြလဲ။အော်ဒီရပဲမုတ်ကုတ်က အော်မိုးကုတ်ကပဲလား။ဒီမှာအမြဲလာပြက်လာဒီဘက်ကိုမိုးကုတ်ကနေဆိုနီးတာဆိုတော့ အဲ့တဲ့တွေလိုက်ပို့ရင်နဲ့မောင်လေးတွေလိုက်ပို့ရင် အခုမှရောက်ဘူးတာပေါ့အခါတိုင်းရောဘယ်လိုတွေကြားတယ်ရေတွေခဲတယ်ဆိုတာမျိုး ရေတွေကမိုးအုံနဲ့ဒီကနေ့ကျတော့မိုးနည်းနည်းအုံလို့တဲ့ရေမခဲဘူး ။အော်မိုးအုပ်လို့မခဲတာလား။အော်နေထွက်ရင်ခဲတယ်လို့လား မဟုတ် ။မိုးမအုပ်ရင်ခဲ မိုးမအုံခဲ ။အော်အေးနော်ဒီနေ့ကအမွှားမွှားလေးပဲတွေ့ရတယ်ဆိုတော့အဲ့ဒါပထမဆုံးရောက်ဖူးတာပါဘာနဲ့ကိုမိုးကုတ်မှနေပြီမယ်ဟုတ်ပြီဘယ်လိုခံစားရတော့ ပျော်တယ် ပြောတယ်ရေခဲမြင်မလားဆိုရင်းနေခုံရောက်လာဟုတ်ကဲ့ပါဘယ်အဖွဲ့တွေလဲမိသားစုက2ယောက်တောင်လာကြတယ် မိသားစုအားလုံး10ယောက် အော်10ယောက်အဲ့ဆိုဒီတစ်ဖွဲ့လုံးလား ဒီပါပေါင်လေးတွေ အော်ပေါင်လေး ရန်ကုန်ကလာ အော်ရန်ကုန်ကနေလားဟုတ်ပျော်စရာကြီး10ယောက်တဲ့ဒီမှာလာကြတာဒီဘက်ကတော့ဒါကွင်းမြင့်စောလို့တောင်ကုန်းလေးတော့မဟုတ်ပေါ့ဒီဖြူဖွေးနေတဲ့ဒီရေခဲဖုံလေးကတ်နေတဲ့မျက်ခင်းကိုပြင်လိုက်ကြီးမြင်ရတဲ့နေရာမျိုးပေါ့ဒီဘက်မှာကြည့်လိုက်ပါဦးဒီဘက်ဆိုတောင်ကုန်းပေါ်အိမ်လေးအဲ့ဒီအိမ်ရဲ့ခေါင်မိုးပေါ်မှာဆိုလို့ရှိရင်အဲ့လိုပဲရေခဲဖုံလေးကတ်နေတာဒီမြက်6တွေဟိုဘယ်လိုခေါ်မလဲဖတ်ပေါ့နော်ဖတ်မိုးထားတဲ့အိမ်ခေါင်မိုးမှာအမုံလေးတွေပြည့်ပြီးတော့ဖြူဖွေးနေတာဒီအိမ်ခေါင်မိုးလေးဆိုလုံးဝဖြူဖွေးနေတာပဲရေခဲမုံတွေကတ်နေတာဆိုတော့အဲ့တော့ဒီဘက်ဒေသမှာကတော့လေဟိုဘာနက်တစ်ခုထဲမှာမဟုတ်ဘူးပေါ့နော်ဒီဘာနက်ကိုအလာလန်းမှာအမျိုးတွေဖြတ်ခဲ့တဲ့ဒီပန်လင်တို့အင်းကြောက်တို့ဒီရွာတွေအားလုံးကရေခဲတာဆိုတဲ့အဲ့တော့ဟိုဒီနေရာမှာပဲဟိုလူသိများတာဖြစ်တဲ့ဒီနေရာမှာတကယ်နဲ့အရန်လူစီကားလာပြီဆိုလူတွေဒီကိုင်းမြေတစ်ခုလုံးပြည့်နေရတဲ့ဓာတ်ပုံရိုက်ပုံပြောတယ်မနေ့ကတိုးပြီးတော့ရှာရတယ်လို့ပြောတယ်အဲ့တော့ဒီဘာနက်မာရေလို့မဟုတ်ဘူးပေါ့နော်တခြားရွာတွေမှာလည်းရေခဲတယ်ပေါ့အဲ့တော့အကိုတွေလာရင်းနဲ့ဒီဘာနက်မရောက်ခင်တခြားရွာတွေမှာဖြတ်လာတဲ့ရွာတွေမှာလည်းရေခဲနေတာကြည့်ရင်တွေ့ရင်ပေါ့နော်ဝင်ပြီးတော့ကြည့်မယ်ဝင်ပြီးလေးလာရင်လည်းဓာတ်ပုံရိုက်လို့ရတယ်တဲ့ရေခဲရင်အဲ့ဒီဒီဘက်တောက်လျှောက်အကုန်ခဲတာဗြိတိရှတွေအထက်မြန်မာပြည်ကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမိုးကုတ်ကိုဗဒများတွင်းခရိုင်အဖြစ်ဖွဲ့စည်းလိုက်ပြီးမိုးကုတ်မှာခရိုင်ဌာနချုပ်ပြောင်ကောင်းရွာအနီးနားမှာတော့အခြေစိုက်စခန်းတစ်ခုဖွဲ့စည်းခဲ့ပါတယ်။ဒီအခြေစိုက်စခန်းမှာ Ruby Mine Battalion အမည်နဲ့တပ်ခွဲတစ်ခုကိုအမြဲထားရှိခဲ့ပြီးဒီဒေသကိုလည်းမြန်မာနိုင်ငံဆိုင်ရာမဟာမင်းကြီးမစ္စတာဘာနက်ကိုဂုဏ်ပြုတဲ့အနေနဲ့ဘာနက်မျိုးလို့အမည်ပေးခဲ့ပါတယ်။အခုတော့ဘာနက်မျိုးကိုရွာသားရလို့နာမည်ပြန်ပြောင်းထားပြီးပါပြီ။ပေးထားတဲ့နာမည်နဲ့လိုက်ဖက်အောင်ပါပဲ။တကယ်ကိုတာယာပြီးအေးချမ်းတဲ့နေရာလေးတစ်ခုပါ။ဘာနက်ဒေသဟာလည်းစောင်းရတီမှာရေခဲလို့မိုးကုတ်ဒေသရဲ့နာမည်ကျော်ခီးသွွားနေရာတစ်ခုဖြစ်နေပါပြီ။ဒီနာတတိလဲနေတယ်အဓိကဒီပိုက်ကနေမနာပိုက်ပေါက်နေရပိုက်ပေါက်တယ်ဒီနားမှာရေတွေအများကြီးရှိနေတယ်ဒီမှာရေတွေခဲနေတယ်ဒီနားလေးမှာဟဲကြည်ပါအောင်ဒီနားလေးမှာဟဲတကယ်တမ်းရေခဲတဲ့နေ့တွေဆိုရင်လေဒီ
ညက်ခင်းပြင်ကြီးတစ်ခုလုံးရှိသမျှအပင်တွေအားလုံးအပင်ကြီးကြီးသေးသေးအကုန်လုံးမှာရေခဲတွေကဒီလိုဖန်ချောင်းတွေဖြစ်နေရတဲ့အခုဆိုဒီအပင်တွေလုံးဝမာတောက်နေပြီဈေးထဲသွားမယ်ဈေးထဲသွားမယ်ဒီနေ့ကတော့ဘာနက်ဈေးနေကြလို့မနက်ခင်းဈေးကစီကားနေပါတယ်မေးကြည့်လိုက်တော့တောင်ရသီးနှံတွေကိုကိုယ်တိုင်စိုက်ပျိုးပြီးကိုယ်တိုင်လာရောင်းကြသူတွေများကြပါတယ်အသီးအရွက်လက်လက်ဆက်ဆက်တွေဒေတာထွက်ပစ္စည်းတွေဆေးမြစ်တွေစုံးလို့ပါပဲ အဖွားကိုယ်တိုင်စိုက်တာလားဒီဟာတွေခြံတွက်လားမီးဖိုနဲ့ဈေးရောက်တာနော်ဒီမှာမီးဖိုလေးနဲ့ဆလရွက်တွေကြည့်ပါဦးဟေးဆလရွက်ဆိုမှအမြတ်တို့ဆိုဒီလိုမျိုးမမြင်ဘူးအပင်လိုက်ကြီးတွေအမလေးတော့အမစိုက်တာလားဝယ်ရောင်းတာလားဝယ်ရောင်းတာလားဒါတွေဘာမှစိုက်ကြလဲဒီဟာတွေကအမဒါပါခေါ်လဲကျေးနီမြင့်ညှိတယ်နော်အေးအနှံ့ကြိုက်တဲ့လူကမွေးတယ်တဲ့အနှံ့မကြိုက်လို့လားမသိဘူးညှိတယ်ညီနဲ့ရတယ်ဒါတွေကဒီဘက်တွေကထွက်တာပေါ့ဘာကောင်းလဲ तू ကဒါစီချူလေးရတယ်တဲ့တီတူလေးရတယ်တဲ့နောက်ပြီးတော့ကြက်တယ်ချောင်းစုတွေလေးရတယ် စီချိုသွေးတို့ချောင်းဆိုးရင်ကြက်တွေပျောက်တယ်တဲ့ လေများရင်လေဖုန်းတွေအဲ့လိုမျိုးပေါ့အဲ့လိုကြတော့ချက်ပြီးမှတော့အရေးတော့ လေများနေလေဖောနေလေလဲနိုင်နေတဲ့ချက်တောက်တဲ့ဟင်းဖြစ်ဆေးဖြစ်တယ်ဒါလေးကဘာလေးလဲဟမ်မိုးလုံးကြောက်ဟိုမိုးကြောက်ပန်းကြောက်လောက်တဲ့ဟာလားမသိဟုတ်ဟလားမိုးကြောက်ပန်းကြောက် မလာဦးချင်လို့တဲ့ဟာမလာဦးချင် မုံလာဦးလား အေး မုံလာဦးတဲ့ မလာဦးအချောက် မုံလာဦးအချင်းတိတ်မှ6ခန္ဓာလား အမဟုတ်ဘူးဒါပြန်ရင်းနဲ့စိမ့်မအချောက်အချင်းတရလေ ဩမုံလာဦး6တဲ့ မလာဦးအချောက် ဟိုဘက်မှာတော့ဈေးကဆုံးမြတ်ဒါပါလဲအဲ့ဒါပါလဲဒါပါလဲဒါနဲ့ဘာခေါ်လဲ3000ဒါပါလဲဘာခေါ်လဲဘာလောက်စားရလဲစွန်တန်ကြောက်လား အေးစမ်း စွန်တန်ကြောက်စွန်တန်ကြောက်ကိုပုံမှန်အထုပ်ကလေးတွေနဲ့လည်းမမွလေးလောက်ထားတွေ့ဘူးလားဒီမျိုးစီးလိုက်နေနေဆိုတော့မျက်စိရလေမြ တောင်ပေါ်ဒေတာရဲ့ဈေးနှီးတွေကတော့အခုလိုမျိုးရိုးရိုးရှင်းရှင်းလေးတွေပါပဲဒေတာကန်တွေရဲ့စကားသံဝဲဝဲလေးနဲ့ဈေးရောက်နေကြတဲ့ပုံကလည်းချစ်ခင်နှစ်လိုပဲကောင်းနေတာပါပဲအခုတော့အိမ်မြက်လဲဗိုက်စာနေပြီမို့ဘာနဲ့ဈေးမှာနာမည်ကြီးတိုးဝူးနှွေးဆိုင်ကိုသွားစားလိုက်ပါအောင်မယ် ကဲတိုးဖူးနှွေးဒီဘက်ခေါ်တော့ wonderful နော်အဲ့ဒါမှားထားတယ်အဲ့ဒါစားမယ်ဈေးလက်ပတ်ပြီးဆိုတော့စားလိုက်တော့လိုက်မယ်ပြီးရင်သွားစရာနေရာအများကြီးရှိသေးတယ်ကဲစားစရာတွေရပြီပြီးတော့အမြက်အဝင်းမှာတွေ့ထားလို့မျက်စိကျနေတယ်မမန်းဝိုင်းချင်းစော်ကားသီးဝိုင်းဒီဘက်မှာကမမန်းသီးချင်းစော်ကားသီးလည်းစိုက်ကြတယ်အသီးကတော့အခုချိန်တုံးသွားပြီတဲ့ဒါမဲ့ဒီဘက်မှာရောင်းမဲ့သူတိုင်းဒါဝိုင်းစိန်ကြတယ်ဆိုတော့ဒါကမမန်းဝိုင်းချင်းစော်ကားဝိုင်းအစားတွေမစားခင်အရင်မြည်ကြည့်မလို့မမန်းသီးကိုအရင်မြည်ကြည့်အောင်တို့ဘူးနေစားလိုက်အောင်မယ်ဘိုက်ဖြစ်ရမယ်အရင်ပြီးရင်သွားစရာတွေအများကြီးရှိသေးတယ်ဘာနဲ့ကိုလာလဲကြတဲ့ခီးသွွားဧည့်သည်တွေကတော့ဘာနဲ့ကိုရောက်လာပြီဆိုရင်စစ်သင်းချိုင်းနဲ့ရန်တိုက်တွေကိုလေပတ်ပြီးမှပြန်ကြပါတယ်။ဒါကြောင့်လေဘာနဲ့ဝင်ချင်းမှာ
ဒီနေရာတွေမှာမလုံစေချင်တာတွေနဲ့ပတ်သက်လို့စီကန်းချက်တွေရေးထားကြတာဖြစ်မှာပါဒီဒေသခံတွေရဲ့လူနေမှုပုံစံကိုတော့ရွာထဲလမ်းလျှောက်သွားရင်တွေ့နိုင်ပါတယ်စစ်တင်းချိုင်းကဘားနဲ့ရွာအပြင်ဘက်မှာရှိပြီးရန်နိုင်ကတော့ရွာတွေကအိမ်တအိမ်ကခြံဝင်းအနောက်မှာပါကားလမ်းရှိပေမဲ့အိမ်မြတ်တို့ကတော့ရွာထဲလမ်းလျှောက်ရင်ဒီနေရာတွေကိုတွားရောက်လေ့လာကြပါမယ် ဟဲ့ဒီမှာတော့လမ်းညွန်ဆိုင်ပုတ်ရှိတယ်လမ်းမှားမှာတော့စိတ်မပူရဘူးဈေးကနေတက်လာပြီးလမ်းကပြန်ကွေ့ရမှာအဲ့တော့ဒီစစ်တင်ကြရဲ့မြတ်တို့တွေဒီsocial media တွေပေါ်မှာလည်းမြတ်တို့ပုံနေလက်တွေ့တယ်အဲဒီမှာတော့တကယ်တော့ဒီကြောက်တိုင်လေးကတော့73ခု14ခုလောက်ပဲရှိတယ်လို့ပြောတယ်အဓိကတော့ဒီစစ်တင်ကြိုင်းကဟိုတခြားမှာမြတ်တို့တွေတွေ့ရတဲ့ဒီစစ်တင်ကြအကြီးတွေလိုမျိုးဒီတိုက်ပွဲတွေမှာကြာဆုံးခဲ့တဲ့စစ်တီတော်တွေရဲ့တင်ကြိုင်းတော့မဟုတ်ဘူးပေါ့နော်ဒီမှာလာပြီးတော့တာဝန်ထမ်းဆောင်ကြတဲ့စစ်သားတွေရဲ့ဒီမှာပဲသူတို့ပြင်ငှက်ဖျားမိကြတာလို့ပြောတယ်ငှက်ဖျားကြောင့်ဒါယောဂကြောင့်တိတ်ဆုံးသွားတဲ့ဒီစစ်သားတွေရဲ့တင်းကြိုင်းပေါ့နော်အဲ့တော့ဆက်သွားရအောင်ဒီကအိမ်လေးရဲ့ခြံစည်းရိုးတွေကတော့ဒီမှာချင်းစော်ကအရင်မင်းနေလို့ပြောတယ်ဟိုဒီတိုင်းတော့စားလို့တော့မရဘူးဒီချင်းစော်ကအရင်ဒါပေမဲ့ဝိုင်းစိန်လို့ရတယ်တဲ့အဲ့တော့ဒီဟာတွေတခါလဲခြံစည်းရိုးမှာတမ်းပေါက်စိုက်ထားကြတာပြီးတော့နောက်တစ်ခုကဒီနောက်မှာတွေ့ရတဲ့အိမ်အကြီးကြီးပဲအိမ်ကြီးကိုမှရွှွန့်တုံးတွေထင်တယ်ရွှွန့်နေနဲ့မှန်ထားတဲ့အိမ်တွေတွေ့ရလိမ့်မယ်လို့တော့အမြဲတမ်းကြားထားဘူးတယ်ပေါ့နော်အဲ့တော့ဒီအတုံးကဒါရွှွန့်နေပဲအတုံးလိုက်ကြီးလားဒါမှမဟုတ်အတွင်းနဲ့ကြောက်သားအောင်မှာအပြင်ကနေရွှွန့်ပြန်မှန်ထားလားတော့မသိဘူးအဲ့တော့အမြဲတို့တွေဆက်ပြီးလေးလာရင်းနဲ့မေးရအောင်လမ်းမှာဟိုကြည့်ဒီကြည့်နဲ့အရှိအဖွဲတွေနဲ့အမြဲတို့လမ်းပြလိုက်ပို့တဲ့အမရှိတယ်အဲ့ဒီမှတော့ကြော်သွားပြီညညလိုက်ပြီးတော့မေးရအောင်ဟာဒီအိမ်လဲကြည့်အောင်ဒီအိမ်ဆိုလဲရွှွန့်နေမှန်ထားတယ်အမေထင်တာတော့ဒီနေ့ကတအားအေးလို့ထင်တယ်တအားအေးတော့ရွှွန့်ကကြတော့လုံးဝလေပေါက်မရှိအောင်ပိတ်သွားတဲ့အထိကိုဟိုမှန်လို့ရတဲ့ဟာဆိုတော့လေအေးသက်သာအောင်လုပ်တာလားမသိဘူးဒီမှာဒီအိမ်ဆိုလဲကြည့်ပါအောင်နေမမေးခင်လမ်းပြမမနဲ့အရင်မိတ်ဆက်ပေးဦးမယ်အမမင်္ဂလာပါမင်္ဂလာပါအမနာမည်อ่ะတော်ဆက်ရှူတော့တော်ဆက်ရှူပမာနာမည်မခိုင်မခိုင်တော်ဆက်ရှူဆက်ရှူတရုတ်အဲ့ဒါတရုတ်နာမည်ဆက်ရှူရောတရုတ်နာမည်အမကြဘာလူမျိုးလဲတရုတ်လူမျိုးလားဒီမှာကြတော့ဒီအမဘာနဲ့ကပဲလားဘာနဲ့ကပဲအမကြဘာလုပ်လဲအဓိကစီပွားရေးအိမ်ကဟောအိမ်မှာဟောစာအုတ်ကွင်းတွေလုပ်တယ်ကွန်ကရစ်တိုင်နဲ့ဗာလေအဲ့လိုမျိုးအိမ်ဆောက်ပစ္စည်းတွေလောက်တာရောင်းတာဟာအမအခုညီမတို့ဝင်လာတော့လေဟိုလမ်းထိပ်ကအိမ်ဆိုလဲလေရွှွန့်တုံးကြီးတွေလားအဲ့တုံးကရွှွန့်တုံးနေပဲလားဟုတ်တယ်အဲ့ရွှွန့်တုံးတွေပဲတိတ်ဟောစာပေါ့ကောက်ယူလေးဂျားထဲမှာကြောက်တွေပါမပါဘူးပေါ့ရွှွန့်မပါဒီဟောစာပဲရွှွန့်နဲ့ဟောစာတိတ်ကောက်ယူနဲ့ရေဖြော်ပြီးမှအဲ့လိုဗာလေခွက်ကလေးနဲ့ခွက်ကလေးနဲ့အတုံးဖြစ်အောင်ရိုက်ပြီးအချောက်လန်းအဲ့လိုအရင်ခိတုံးကဟိုမျိုးပေါ့ထုံးပြီလားမြေတအားမတုံးတဲ့ချင်းကြာလာပြီအဲ့ဒါတော့နေ့ပုံ90လောက်ရှိပြီတင်အဲ့ဒီအိမ်ရလားဟုတ်ပြီအင်းမောအုတ်တို့ဘီလက်မြေတို့မရှိခင်ကတော့ဒါဒီရွှွန့်ကိုပဲမှာကြတော့ကားလဲအသွားလဲလာနည်းနည်းဟုတ်တယ်နော်လမ်းပေါက်တာတော့မကြသေးဘူးနော်လမ်းကောင်းပေါက်တာတော့သိမကြသေးဘူးအိမ်တွေတချို့ကြတော့နည်းနည်းပတ်စံချမ်းသာတဲ့အိမ်မှာလုံနိုင်တာအဲ့လိုမျိုးအိမ်တော့ဟုတ်လားအမလေးရွှွန့်ကိုမှတော့အကောက်ရိုးနဲ့မှန်ပြီးတော့မိုးပြန်လောင်းထားတာအဲ့တော့ဒီအိမ်ဆိုရင်ရောဒီအိမ်ကြတော့ဒီလိုလေးဝါထရံကို तू ကမှန်တာဝါထရံမဟုတ်ဒီကဒါလည်းကောက်ရိုးနဲ့ရှုံနေပဲဒါကြတော့ကြည့်တွေ့လားအဲ့တန်းကလေးနဲ့ဟုတ်တယ်ဝါးတန်းနေပြစ်တာဝါလေးနဲ့တန်းကိုရိုက်ပြီးတော့ဒီလိုရှုံနဲ့ကောက်ရိုးနဲ့နယ်လိုက်တာနယ်ပြီးတော့ဒီလိုတန်းပေါ်မှာချိတ်ပြီးမှဒီလိုလိန်လိုက်တာပေါ့လိန်ပြီးမှအချောလေးနည်းနည်းတားလိုက်တာသိပြီဘယ်လိုဆောက်လဲဆိုတော့အမပြောမှမျက်လုံးနဲ့ပေါ်သွားတယ်ဒီအိမ်နေရိုင်းတစ်ခုလုံးရွှွန့်မှန်တာရွှွန့်သားကလေဒီတိုင်းမှန်လို့မှမရပဲနော်အဲ့တော့ဒီမှာအမြတို့တချို့နေရာကြီးကြည့်လိုက်ရှင်ဝါးတန်းလေးတွေပေါ်နေတယ်ဒီတန်းတွေအပေါ်တန်းနဲ့အောက်တန်းဒီတန်းတွေကိုမားတယ်ဒီရွှွန့်နေနဲ့နေရတဲ့ကောက်ရိုးတွေကိုချီပြီးတော့တန်းစီပြီးတော့ပိတ်လိုက်တယ်အမှန်တော့ကောက်ရိုးနေရံဖြစ်သွားတာရွှွန့်နေရတဲ့ကောက်ရိုးတွေနေရံပေါ့အဲ့ဒီနေရံမှာမှအကုန်လုံးကောက်ရိုးတွေပြည့်သွားပြီနဲလို့ပြည့်သွားပြီဆိုတော့မှဒါရွှွန့်နေအပေါ်ကနေအချောပြန်မှန်ပြီးတော့ဟိုဘီလက်နေကင်တယ်လို့ပေါ့အချောပြန်ကင်ထားတာတဲ့အဲ့ဒါတွေကအိမ်တွေကတော့နွေးမယ်ပေါ့နော်နွေးတယ်ရှင့်ဘာနဲ့ဒေသခံအမနဲ့တီးကျင်တာလေးတွေမေးရင်စကားတပြောပြောနဲ့လမ်းလျှောက်လာခဲ့လိုက်တာစစ်တင်းချိုင်းကိုတောင်ရောက်လာပါပြီဈေးကနေလာမယ်ဆိုရင်တော့15မိနစ်လောက်တော့လမ်းလျှောက်ရပါလိမ့်မယ်ဒါပေမဲ့ရွာထဲဖြတ်လျှောက်လိုက်တာမို့လို့အိမ်ပုံစံဆက်ဆန်းလေးတွေကိုငေးမောလာလို့ရပါတယ်ဟိုဂုံထိတ်မှာအမေတို့ဒါအခုလာတဲ့ဒီဘာနဲ့စစ်တင်ကြရောက်ပြီပေါ့
ဒီဘက်ဒေသကတဲ့အခုချိန်မှာတော့အရန်အေးတာပေါ့နော်ဟိုအရင်တုန်းကဆိုရင်ပို့အေးတယ်အရန်ကိုရာသီဥတုကျန်းတယ်ပြီးလို့ရှိရင်ဒီဘက်မှာငှက်ပြားအရန်ပေါ်တယ်တဲ့ငှက်ပြားပေါ်အဲ့တော့ငှက်ပြားဖြစ်ပြီဆိုလို့ရှိရင်ဒီဆေးဝါးမလုံလောက်တာတွေလမ်းမဆက်သွေးအရင်ကဆိုအများကြီးပိုခက်ခဲတာလေအခုတော့မှလမ်းကောင်းတာတိတ်မကြသေးဘူးဆိုတော့အဲ့တော့ဒီဆေးဝါးမလုံလောက်တာတွေကြောင့်ငှက်ပြားပေါ်ကအုံနောက်ထဲဝင်ပြီးတော့ဒီတေကြအများတယ်ပေါ့နော်အဲ့တော့ဒီစစ်တင်းကြရလဲဒီမှာလာပြီးတော့တာဝန်ကျတဲ့စစ်သားတွေရဲ့ဒီအထူးသဖြင့်ငှက်ပြားကြောင့်ပေါ့နော်ငှက်ပြားပေါ်အုံနောက်ထဲဝင်ပြီးတော့ဆုံးပါသွားကြတာများတယ်သူတို့ရဲ့ဒါတင်းချိုင်းကူတွေပေါ့ရောက်ပြီလမ်းညွန်ဆိုင်းပုတ်လေးတွေရှိတော့လေမလာဘူးလဲပြဿနာမရှိဘူးလိုက်ပြမဲ့လူမရှိလဲပြဿနာတော့မရှိဘူးစစ်တင်းကြတော့ဒါတက်တက်မမက်ရောက်လာမှာဒီဘက်မှာ73လေးခုတော့မကဘူးအများကြီးပဲဒီဘက်မှာအမေတို့လာခဲ့တဲ့လမ်းတွေကမြေနိမ့်ပိုင်းနေလမ်းကြည့်လိုက်ရင်ဒီတောင်ကုန်းမို့လေးတွေ့ရတယ်အဲ့တော့အများဖြင့်စစ်တင်းကြိုင်းတွေဆိုလို့ရှိရင်အရန်ကိုတာရတယ်အရန်ကိုအေးချမ်းတယ်ပြီးတော့အရန်ကိုတီးတန့်ဆန်တဲ့နေရာမျိုးလေးတွေမှာပေါ့နော်ဒီတေဆုံးသွားတဲ့သူတွေငင်းငင်းချမ်းချမ်းလဲလျောင်းနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူတို့တွေဒီတင်းကြိုင်းမြေနေရာလေးတတ်မှတ်ကြတာဆိုတော့ဒီဘာနဲ့ရဲ့စစ်တင်းကြိုင်းနေရာကလည်းအရန်ကိုအေးချမ်းပြီးတော့နည်းနည်းတီးတန့်ဆန်တယ်စိတ်ငြိမ်တဲ့နေရာမျိုးလေးပဲဒါကတော့ထိတ်ဆုံးပါအမြဲတော့တွေ့ရတဲ့ဒါဒီတင်ချိုင်းကူရဲ့ဒီတိုင်နေပေါ့နော်1891မှာတည်တယ်ဒါဆိုရင်1898ခုနှစ်မှာတည်ဆုံးသွားတယ်ဒီဘာနက်ကိုတော့1886ခုနှစ်မှာလာပြီးတော့ရုံးဆိုင်ကြတာပေါ့နော်အင်္ဂလိပ်အစိုးရအနေနဲ့လာပြီးတော့ဒီဗဒမြတွင်းခရိုင်ဘက်ကိုသိင်းရင်းနဲ့ဒါဒီဘက်မှာလည်းသူတို့ရုံးဆိုင်ပြီးတော့နေခဲ့ကြတယ်ပေါ့အဲ့တော့85ပါတော်မူပြီးနောက်ပိုင်း86မှာရောက်လာကြတာဆိုတော့အဲ့ဒီနောက်ပိုင်းမှာဒီမှာလာပြီးတာဝန်ကျရင်လည်းငှက်ဖျားနဲ့တခြားသောယောဂတွေကြောင့်ပေါ့နော်ဒါတည်ဆုံးသွားခဲ့ကြတာဒီဒေသမှာဗြိတိရှစစ်တပ်ရဲ့အခြေစိုက်စခန်းရှိခဲ့လို့စစ်သင်းချိုင်းဟောင်းနဲ့ရန်တိုက်ကိုတွေ့မြင်ကြရတာဖြစ်ပါတယ်။တနေရာနဲ့တနေရာတိတ်မဝေးလို့လမ်းလျှောက်သွားရုံပါပဲ။ရန်တိုက်ကိုသွားတဲ့အခါမှာလည်းအိမ်တွေကြားတွေကနေဖြတ်သွားရပါမယ်။ဒီကရန်လိုက်ကတအားအကြီးကြီးတော့မဟုတ်ဘူးဒါပေမဲ့အခုထိတော့ဒီဒုတဲ့ခန်းနဲ့ပေါ့နော်ဒီကြောက်အုပ်တွေပေါ့ဒီကြောက်ကိုစစ်ပြီးတော့ထွင်းထားတဲ့အုပ်တွေနဲ့တေချာစီပြီးဆောက်ထားတာသူ့နေရန်ရဲ့ဒုတဲ့ဆိုလဲကြည့်လိုက်အမြဲတို့တထောင်ကြော်တယ်တထောင်နဲ့တစ်ထွာလောက်ရှိမယ်ဒီမှာကဒီဒေသကတအားအေးတာဆိုတော့သူတို့လက်နက်တိုက်ကိုဒီနေရန်အထူကြီးနဲ့ဆောက်ထားရုံနဲ့နေအဆင်ပြေတယ်။အမြဲတို့တွေရောက်ခဲ့ဘူးတဲ့ဒီ AR မြေကျောင်းတစ်လျှောက်ကဒီမင်းလာတို့ခွေချောင်းတို့ဒီခံတက်တွေမှာဆိုရင်တော့ဒီဘက်ဒေသကြအလဲပိုင်းအပူပိုင်းဒေသပဲရောက်တော့အဲ့ဒီဘက်မှာဆိုဒီလက်နက်ခဲယမ်းတွေကိုသူလှောင်ဖို့အတွက်ဆိုရင်ဒီလိုလက်နက်တိုက်တွေမှာဒီအတွင်းပတ်လန်းတွေပေါ့နော်နှစ်ထပ်ပြန်ဆောက်တာမျိုးတွေဒီလိုမြေအောက်ဘက်ရောက်သွားအောင်ဆောက်ထားတာမျိုးတွေနဲ့ဒီလက်နက်တိုက်တွေကိုအေးအောင်ဖန်တီးထားကြတာပေါ့ဒီမှာကတော့ရွှေရှင်းနဲ့အရန်အေးတဲ့ဒေသဆိုတော့တစ်ထပ်ထဲနဲ့ပြီးတယ်နေရန်ထူးထူးဆောက်ထားရုံပဲဒီနေရာကိုလာလေတဲ့ဧည့်သည်တော်တော်များများကတော့စစ်သင်းချိုင်းနဲ့ရန်တိုက်ကိုကြည့်ပြီးရင်မိုးကုတ်ကိုပြန်သွားလိမ့်ရှိပါတယ်တဲ့တကယ်တော့ဘာနဲ့ကိုလာလေတဲ့အခါမှာအခုတွေ့ခဲ့ရတဲ့နေရာတွေအပြင်သွားရောက်လည်ပတ်လို့ရတဲ့နေရာတွေအများကြီးရှိပါသေးတယ်
ဘားနက်ကိုကြော်ပြီးမိနစ်20လောက်ခရီးဆက်လာမယ်ဆိုရင်တိတ်ကိုလာပါတဲ့ထင်းရှူးတောင်ဆိုတဲ့ရွာလေးရှိပါတယ်။ဒီရွာမှာလူလူခြေပြုတ်ခီးသွွားလုပ်ငန်းကိုလည်းစလုပ်နေပါပြီ။ဒီနေရာကနေတောလန့်ခရီးကျန်းသွားနိုင်တယ်လို့ခြေလင်ခရီးကျန်းနေကျင်သူတွေအတွက်လည်းတောင်ဆောင်ပေါ်ကရွာလေးတွေစီကိုတွားရောက်နိုင်အောင်စီစဉ်ပေးနေပါပြီ။